Marvel နဲ့ DC တို့ထက်ပိုကျန်းတမ်းပြီးရဲရဲဆက်ဆက်တပ်ဖြတ်တဲ့အခန်းကြီးအများအများပါဝင်တဲ့ Invisible Universe ရဲ့ဇာတ်လမ်းအကြောင်းအရာဟာ Superhero ဝတ်ရုံတွေဝတ်ပြီးထိုးကျိတ်နေတာထက်ကိုအများကြီးပိုလေးနက်ပါတယ်။ဒီလိုသွေးထွက်တန်ယိုတပ်ဖြတ်ခန်းကြီးအများအများပါဝင်တဲ့ Invisible Universe ရဲ့အဓိကဇာတ်လိုက်တွေကတော့ DC Comics ရဲ့ Kryptonian တွေကို inspire ယူပြီးဖန်တီးထားတဲ့ Viltrumite လို့ခေါ်တဲ့ဂျိုသားဖွဲ့စည်းတစ်စုပဲဖြစ်ပြီးဒီနေ့မှာတော့ Invisible ထဲမှာပါတဲ့ Viltrumite တွေရဲ့အနှစ်ချုပ်အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။တခုသတိပေးချင်တာကတော့ဒီဗီဒီယိုက Invisible Comics ရဲ့အနှစ်ချုပ်ဖြစ်ပြီး Invisible Animated Series မှာမပြရသေးတဲ့အရာတွေအများကြီးပါတာကြောင့်မို့လို့ Animation ကိုပဲအရသာခံကြည့်ချင်တဲ့သူတွေကိုတော့ဒီဗီဒီယိုကိုကြော်သွားဖို့အကြံပြုချင်ပါတယ်။ပထမဆုံးပြောပြပေးသွားမယ့် Viltrumite ကတော့ Nolan ပဲဖြစ်ပြီးသူ့ကိုတော့ Omni-Man ဆိုပြီးလူသိများကြပါတယ်။ Nolan ဟာငယ်စဉ်ဘဝမှာတွေက Viltrumite စစ်သားတစ်ယောက်အနေနဲ့တာဝန်ထမ်းဆောင်ခဲ့ရတာမဟုတ်ဘဲအဲ့ထက်အဆင့်ပိုပြီးနှိမ့်တဲ့ Search Committee လို့ခေါ်တဲ့ Viltrumite တွေသိမ်းပိုက်ဖို့အတွက်ဂျိုတွေကိုလိုက်ပြီးရှာဖွေရတဲ့အလုပ်ကိုလုပ်ကင်ခဲ့ရတာဖြစ်ပါတယ်။ Nolan ဟာ Search Committee အလုပ်ကိုလုပ်ကင်ရင်းနဲ့ပဲ Viltrumite စစ်သားဖြစ်ဖို့အတွက်3နှစ်အကြာဝင်ရောက်ရွေးချယ်ခံခဲ့ပြီးနောက်ဆုံးမှာတော့ Nolan ဟာ Viltrumite စစ်သားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ Nolan ဟာထူးချွန်ထက်မြက်တဲ့သူတစ်ယောက်ဖြစ်တာမို့လို့ Viltrumite စစ်သားဖြစ်ချင်းမှာပဲရှေ့တန်းကိုအပို့ခံရပြီးယာနဲ့ချီတဲ့ဂျိုတွေကိုသိမ်းယူနိုင်ခဲ့ပါတယ်။အဲ့နောက်မှာတော့ Nolan ဟာ Viltrumite မျိုးနွယ်ရဲ့အတိမတ်ပြုတာကိုခံလာရပြီးအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ကိုယ်ပိုင်တပ်တစ်ခုကိုဦးဆောင်နေသူဖြစ်လာခဲ့ပါတယ်။ Nolan ဟာအတော်လေးကိုထူးချွန်ထက်မြက်ပြီးအလားအလာရှိဆုံး Viltrumite တစ်ယောက်ဖြစ်ခဲ့တာကြောင့် Viltrumite မျိုးဆက်သစ်တွေရဲ့ legend တစ်ယောက်လိုမျိုးဖြစ်လာခဲ့က Viltrumite တွေကလည်း Nolan ကို The Great Nolan ဆိုပြီးတင်စားခေါ်ဝေါ်လာခဲ့ကြပါတယ်။ဒါပေမဲ့တရက်မှာတော့ Sketch Virus ဆိုတဲ့ကပ်ရောဂါတစ်မျိုးဟာ Viltrumite မျိုးနွယ်စုရဲ့ 99.9% ကိုတေးကျေပျက်စီးစေခဲ့တာကြောင့်Viltrumite တွေဟာဦးတည်ချက်ပြောင်းလာခဲ့ပြီးဂျိုရီကိုသိမ်းပိုက်ဖို့ထက် Viltrumite မျိုးဆက်သစ်တွေပြန်ပွားလာဖို့ဦးစားပေးလှုံ့ဆော်လာကြရပါတယ်။ဒါကြောင့် Nolan ဟာမျိုးဆက်သစ်ပြန်ပွားဖို့နဲ့ဂျိုရီကိုသိမ်းပိုက်ဖို့အတွက်ကမ္ဘာမြေကိုရောက်လာခဲ့ပြီး Debbie Grayson နဲ့လက်ထပ်ခဲ့က Max ဆိုတဲ့သားတစ်ယောက်ကိုရလာခဲ့ပါတယ်။ထက်မြက်ပြီးရက်ဆက်ကြမ်းကြုတ်တဲ့ Viltrumite တစ်ယောက်ဖြစ်တဲ့ Nolan ဟာကမ္ဘာပေါ်မှာအနေကြာလာတဲ့အခါမှာတော့တနေ့တခြားလူသားပူဆန်လာခဲ့ပြီးကမ္ဘာပေါ်ကိုရောက်လာရတဲ့ရည်ရွယ်ချက်ကိုတော့မေ့ပျောက်ဖြစ်လာခဲ့ပါတယ်။ Max Grayson အရွယ်ရောက်လာပြီး Viltrumite တစ်ယောက်ရဲ့အစွမ်းတွေရလာတဲ့အခါမှာတော့Nolan ဟာသူကမ္ဘာပေါ်ကိုရောက်လာရတဲ့ရည်ရွယ်ချက်ကိုပြန်ပြီးအမှတ်ရလာခဲ့ပြီး Viltrumite နဲ့လူသားကြားပေါင်းဆက်ပြီးရတဲ့ကလေးဟာ Viltrumite သွေးသားအစစ်လိုမျိုးတမကြောင်းသတိထားမိက Max Grayson ကို Viltrumite တွေရဲ့ရည်ရွယ်ချက်ကိုပြောပြပြီးစီယုံသိမ်းသွင်းခဲ့ပါတယ်။အားလုံးသိကြတဲ့အတိုင်း Nolan ဟာ Max Grayson ကိုစီယုံသိမ်းသွင်းခဲ့ရမှာမအောင်မြင်ခဲ့သလို Nolan ကိုယ်တိုင်ကလည်းသူချစ်တဲ့မိသားစုနဲ့ကမ္ဘာကြီးကိုမသိမ်းပိုက်ချင်တာကြောင့် Viltrumite Empire ကိုသစ္စာဖောက်ကကမ္ဘာပေါ်ကနေထွက်သွားခဲ့ပြီး Viltrumite တွေရဲ့ဖမ်းဆီးတာကိုခံခဲ့ရပါတယ်။ Nolan ဟာ Viltrumite တွေရဲ့ထောင်မှာပဲသူလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတတ်ခဲ့မှုတဲ့ဂျိုသားလူအဖွဲ့အစည်းရဲ့မြင်းမြစ်တွေကတယောက်ဖြစ်တဲ့ Alan and Alien နဲ့တွေ့ဆုံခဲ့ပါတယ်။အဲ့နောက်မှာတော့ Nolan က Alan နဲ့အတူ Viltrumite တွေရဲ့ထောင်ကိုဖောက်ကထွက်ပြေးနိုင်ခဲ့ပြီး Coalition of Planets လို့ခေါ်တဲ့ Viltrumite Empire ကိုအဆုံးသတ်ဖို့ကြိုးစားနေကြတဲ့အဖွဲ့အစည်းစီကိုရောက်လာခဲ့ပါတယ်။ Nolan ဟာ Viltrumite Empire ရဲ့အားနည်းချက်ကိုသိလာခဲ့တဲ့နောက်မှာတော့အရေးအတွက်အနေငယ်သာကြန့်ရှိတော့တဲ့ Viltrumite တွေနဲ့တိုက်ပွဲကိုဖော်ဆောင်ခဲ့ပြီးအဲ့ဒါတွေပြီးတဲ့နောက်မှာတော့ Nolan ဟာ Emperor တယောက်ဖြစ်လာခဲ့ပါတယ်။ Nolan Emperor ဖြစ်လာတဲ့အကြောင်းကတော့ Nolan ဟာ Argyle လို့ခေါ်တဲ့ Viltrumite တွေရဲ့လေးစားရတဲ့ Emperor တယောက်ရဲ့သားဖြစ်တာကို Viltrumite တွေကသိသွားတာကြောင့်ဖြစ်ပြီးသိချင်းမှာပဲ Viltrumite တွေဟာ Nolan ကိုအယိုသေးပေးခဲ့ပြီး Emperor အဖြစ်တင်မြှောက်ခဲ့ကြပါတယ်။ Nolan ဟာ Emperor တယောက်ဖြစ်လာခဲ့ပြီးတဲ့နောက်မှာတော့ Viltrumite တွေကိုတပ်ဖြတ်ခြင်းထက်ငြိမ်းချမ်းခြင်းကိုတန်ဖိုးထားတတ်လာအောင်လမ်းပြပေးခဲ့ပါတယ်။ Emperor တယောက်ဖြစ်တဲ့ Argyle ဟာ Nolan ရဲ့အဖေပဲဖြစ်ပြီး Emperor Argyle ရဲ့လက်ထက်မှာတော့ Viltrumite တွေနေတဲ့ Viltrum ဆိုတဲ့ဂျိုဟာနိဗ္ဗာန်တစ်ခုလိုသားရခဲ့ပါတယ်။ Emperor Argyle ဟာကာယအားထက်ညာနာအားမှာပိုပြီးတာလွန်တဲ့သူဖြစ်ပြီးအဲ့ဒီအချက်ကြောင့်ပဲ Viltrumite တွေဟာ Argyle ကို Emperor အဖြစ်တင်မြှောက်ခဲ့ကြတာပဲဖြစ်ပါတယ်။အဲ့နောက်မှာတော့ Emperor Argyle ဟာ Thedas လို့ခေါ်တဲ့ Viltrumite တယောက်ရဲ့လုပ်ကြံတပ်ဖြတ်တာကိုခံခဲ့ရပြီး Argyle ရဲ့တည်ဆုံးမှုကြောင့် Emperor အသစ်တယောက်ကိုတင်မြှောက်ဖို့အတွက် Viltrumite တွေအချင်းများကြရင် Viltrum ဂျိုပေါ်မှာနှစ်ရာနဲ့ချီတိုက်ပွဲဖြစ်ခဲ့ပြီး Viltrumite တွေအများအများတည်ဆုံးခဲ့ကြရပါတယ်။ Coalition of Planets ရဲ့ founder တယောက်ဖြစ်တဲ့ Thedas ဟာ Viltrumite Empire ကိုပထမဆုံးဆန့်ကျင်ခဲ့တဲ့ Viltrumite တယောက်ပဲဖြစ်ပါတယ်။ Thedas ဟာ Viltrumite Empire ကိုခွန်အားချင်းဘယ်လိုမှမရှင်းနိုင်တာကိုသိတာကြောင့်မို့လို့ Sketch Virus လို့ခေါ်တဲ့ biological weapon ကိုဖန်တီးစေခဲ့ပြီး Viltrumite လူဦးရေရဲ့ 99.9% ကိုတေးကျေပျက်စီးစေခဲ့ပါတယ်။အဲ့နောက်မှာတော့ Thedas ဟာ Viltrumite Empire ကို Universe ထဲကနေလုံးဝပျောက်သွားအောင်ချေမှုန်းဖို့အတွက် Viltrumite တွေရဲ့ထောင်ကနေလွတ်လာခဲ့တဲ့ Alan နဲ့ Nolan တို့နဲ့ပေါင်းကအဖွဲ့တစ်ဖွဲ့စည်းခဲ့ပြီးအဲ့အချိန်မှာပဲ Coalition of Planets ရဲ့မြို့တော်ဖြစ်တဲ့ Telestria ဟာတိုက်ခိုက်ခံခဲ့ရပါတယ်။အဲ့နောက်မှာတော့ Thedas ဟာသူ့ရဲ့အဖွဲ့နဲ့ Viltrumite တွေကိုပြန်လည်တိုက်ခိုက်ခဲ့ပြီး Invisible Nolan တို့နဲ့အတူ Viltrum ဂျိုကိုဖျက်ဆီးခဲ့ပါတယ်။အဲ့ဒါကြောင့် Thrak ဟာဒေါသထွက်သွားခဲ့ပြီး Thedas ရဲ့ခေါင်းကိုဆွဲဖြုတ်ကတပ်ပစ်လိုက်ပြီးတေဆုံးသွားခဲ့တဲ့ Emperor Argyle အတွက်ရောပျက်စီးသွားခဲ့တဲ့ Viltrum ဂျိုအတွက်ပါလက်စားချေခဲ့ပါတယ်။
The Rak ဟာ Veteran ဂျိုပေါ်မှာမွေးဖွားလာခဲ့တဲ့ Veteramite တယောက်ပဲဖြစ်ပြီးမွေးဖွားလာကလေးကအကျန်းဆုံး Veteramite တယောက်ဖြစ်လာဖို့အတွက်ပြီးွားတဲ့ပညာတွေကိုသင်ယူလာခဲ့သူဖြစ်ပါတယ်။ The Rak ဟာကွန်ဘတ်ပိုင်းမှာအထူးကျွန်းဆုံး Veteramite တယောက်ဖြစ်တာကြောင့်မလို့အားခဲတည်ဆုံးပြီးတဲ့နောက်မှာ Veteramite တွေဟာ The Rak ကို Veteramite ရဲ့အုပ်ချုပ်သူခေါင်းဆောင်အဖြစ်တင်မြှောက်လာခဲ့ကြပါတယ်။ The Rak ဟာအုပ်ချုပ်သူခေါင်းဆောင်အဖြစ်တင်မြှောက်ခံရပြီးတဲ့နောက်မှာတော့ Emperor အားခဲကိုတတ်တဲ့တရားခံကိုအမြဲရှာဖွေလေးရှိပြီးတကယ်လို့ Veteramite Empire သာပျက်စီးသွားခဲ့ရင်ဘလို့ဖြစ်လာမလဲဆိုတာကိုအမြဲမှတ်ရစေဖို့အတွက်အားခဲရဲ့အယိုးဦးကောင်းကိုသူ့ရဲ့နောက်မှာအမြဲထားလေးရှိပါတယ်။အဲဒီနောက်မှာတော့ The Rak ဟာ Thedas ရဲ့ Coalition of Planet ဂျိုကို Spy တယောက်ထည့်ထားနိုင်ခဲ့ပြီး Coalition of Planet ရဲ့မြို့တော်ဖြစ်သလို Barrier တစ်ခုလည်းဖြစ်တဲ့ Telestria ကိုဖျက်ဆီးပစ်ခဲ့ပါတယ်။အဲ့ဒါတွေပြီးတဲ့နောက်မှာတော့ Invincible, Nolan, Thedas တို့နဲ့ The Rak ဦးဆောင်တဲ့ Veteramite ရဲ့တိုက်ပွဲဟာစတင်လာခဲ့ပြီး The Rak ဟာလှုပ်ကြံခံခဲ့ရတဲ့ Emperor အားခဲအတွက်ရောပျက်စီးသွားခဲ့တဲ့ Veteran အတွက်ပါ Thedas ကိုတပ်ပြီးလက်စားချေခဲ့က Veteran Empire ကိုဖျက်ဆီးဖို့ကြိုးစားတဲ့ဘယ်သူမှမဆိုအသက်ခံရမယ်ဆိုပြီးကြေညာခဲ့ပါတယ်။အဲဒီနောက်မှာတော့ The Rak ဟာ Invincible နဲ့ Nolan တို့နဲ့တိုက်ပွဲဆက်ဖြစ်ကအဲဒီအချိန်မှာ Battle Beast ပါရောက်လာခဲ့တာကြောင့် The Rak ဟာ Battle Beast ကိုတွန်းထုတ်ပြီး Invincible နဲ့ Nolan ကိုနှစ်ယောက်တစ်ယောက်ချင်းရှားခဲ့ပြီးနှစ်ယောက်လုံးကိုတပ်ပစ်နိုင်တဲ့အခြေအနေအထိပါရောက်ခဲ့ပေမဲ့ Veteran ရဲ့လူဦးရေဟာအတော်လေးကိုလျော့နေလာသလို Invincible နဲ့ Nolan တို့ကိုလည်းသူ့ကိုအန္တရာယ်ပေးနိုင်တဲ့ Threat လို့မမြင်တာကြောင့်မတတ်ခဲ့ပဲလှည့်ပြန်သွားခဲ့ပါတယ်။အဲ့ဒါတွေပြီးတဲ့နောက်မှာတော့ The Rak ဟာကမ္ဘာပေါ်ကိုရောက်လာခဲ့ပြီးသူတို့ Veteramite တွေဟာကမ္ဘာပေါ်မှာအခြေချနေထိုင်တော့မှာဖြစ်ကြောင်း Invincible နဲ့ Nolan တို့ကိုပြောလိုက်ပါတယ်။ Invincible ဟာ The Rak ကိုချဖို့အတွက်ပြင်လိုက်ပေမဲ့ The Rak ကတော့သူတို့တွေစကားနဲ့ဖြေရှင်းကြဖို့အတွက်ပြောက Invincible ကလည်းသဘောတူလိုက်ပါတယ်။ The Rak က Veteramite တွေရဲ့လူဦးရေဟာအတော်လေးကိုလျော့နေလာတာမို့လို့ Veteramite လူဦးရေကိုပြန်ပြီးဖြည့်တင်းဖို့အတွက် Veteramite တွေကိုလူတွေကြားထဲမှာဘယ်သူမှသတိမထားမိအောင်ပုံကွယ်နေခိုင်းမှာဖြစ်ကြောင်းနဲ့အဲ့လိုပုံကွယ်နေရင်လူတွေနဲ့လက်ထက်က Veteramite တွေကိုမျိုးပွားလာအောင်လှုံ့ဆော်ကြမှာဖြစ်ကြောင်းပြောကလူသားတွေကြားမှာဖြစ်တဲ့အဖြစ်အပျက်တွေကိုလည်းဘယ်တော့မှဝင်ရှုံမှာမဟုတ်ကြောင်းထပ်ပြောလိုက်ပါတယ်။ Invincible ကသူရပြောတဲ့စကားကိုအစပိုင်းမှာတော့လက်မခံနိုင်ပေမဲ့လွန်ဆန်ပြီးသူရကိုပြန်ချဖို့အတွက်လည်းခွန်အားမျှမနေတာကြောင့်နောက်ဆုံးမှာတော့လက်သင့်ခံမိလိုက်ပြီးသူရနဲ့ Invincible တို့ကြားက Veteramite စစ်ပွဲဟာပြီးဆုံးသွားခဲ့ပါတယ်။ Veteramite တွေဟာကမ္ဘာပေါ်မှာနေထိုင်လာပြီးနောက်မှာတော့သူတို့ကို Veteramite တွေရဲ့တမယိုးကျလမ်းစဉ်နဲ့အုပ်ချုပ်ခဲ့တဲ့ The Rak ထက်လူသားပိုဆန်ပြီးငြိမ်းချမ်းခြင်းကိုမြတ်နိုးတဲ့ Nolan ကိုပို့ပြီးလေးစားလာခဲ့ကြပါတယ်။အဲ့ဒါကိုသိလာခဲ့တဲ့ The Rak က Nolan ဟာသူ့ကိုအနာဂတ်မှာဒုက္ခပေးနိုင်မှုတဲ့သူတယောက်လိုမြင်လာခဲ့ပြီး Nolan ကိုတတ်ဖို့အတွက်ကြိုးစားလာခဲ့ပါတယ်။ Nolan ကသူဟာသူ့ရဲ့ Veteramite တွေအပေါ်လွှမ်းမိုးနိုင်မှုကိုအသုံးချပြီး The Rak ကိုအန္တရာယ်ပေးဖို့အတွက်ကြိုးစားနေတာမဟုတ်ကြောင်းနားချပေမဲ့ The Rak ကတော့သူ့ရဲ့စိတ်ကိုမပြောင်းခဲ့ပဲ Nolan ကိုဆက်ပြီးတတ်ဖို့လုပ်ကNolan မသေးခင်မှာသိအောင်ဆိုပြီး Nolan ဟာတစ်ချိန်တုန်းက Veteran Empire ရဲ့ Emperor တယောက်ဖြစ်ခဲ့တဲ့ Lord အားခဲရဲ့သားဖြစ်ကြောင်းထုတ်ပြောခဲ့ပါတယ်။ The Rak က Nolan ဟာ Emperor တယောက်ရဲ့သားဖြစ်ကြောင်းသိပေမဲ့ Veteran Empire ရဲ့သစ္စာဖောက်တယောက်ဖြစ်ခဲ့တာကြောင့်မလို့အုပ်ချုပ်ခွင့်မပေးခဲ့တာဖြစ်ကြောင်းထပ်ပြီးပြောလိုက်ပြီးNolan ကိုတတ်တော့မယ့်အချိန်မှာ Veteramite တွေကအကြီးအကဲဖြစ်တဲ့ General Crash က The Rak ရဲ့လက်ကိုလှမ်းတားလိုက်ပြီး Emperor တယောက်ရဲ့သားဖြစ်တဲ့ Nolan ကိုကာကွယ်ပေးခဲ့ပါတယ်။ General Crash ကသူ့ဘေးမှာရှိတဲ့ Veteramite တွေနဲ့ပေါင်းပြီးThe Rak ကိုတတ်မယ့်အချိန်မှာ Nolan ကမတတ်ဖို့ပြောလိုက်ပြီးအဲဒီနောက်မှာတော့ General Crash ဟာသူလာ Lucan, Anissa နဲ့အတူအားခဲရဲ့သားဖြစ်တဲ့ Nolan ကိုဒူးထောက်ပြီးအယိုသေးပေးက Emperor Nolan အဖြစ်တင်မြှောက်လာခဲ့ပါတယ်။ The Rak ဟာ Veteramite ရဲ့ခေါင်းဆောင်ရာတွေကိုဆွန့်လွတ်ရပြီးနောက်မှာတော့တခြားဂျိုကနေရခဲ့တဲ့သူ့ရဲ့ hybrid ကလေးတွေနဲ့အတူ Emperor အသစ်တစ်ခုကိုတည်ထောင်ခဲ့ပြီး Invincible, Nolan နဲ့အတူတခြား Veteramite တွေနဲ့တိုက်ပွဲစတင်ဖို့လုပ်လာခဲ့ပါတယ်။ The Rak ကတော့အရင်တိုင်းမပြောင်းလဲပဲ Veteramite တွေထဲမှာအတန်မာဆုံးဖြစ်နေခဲ့ပြီးတိုက်ပွဲဖြစ်ရင်းနဲ့ Invincible ဟာ The Rak ကိုနေလုံးထဲကိုခေါ်ဆောင်သွားခဲ့တာကြောင့် The Rak နဲ့ Invincible တို့တိုက်ပွဲဟာနေလုံးထဲကိုရောက်သွားခဲ့ပါတယ်။ The Rak ဟာနေရဲ့အပူချိန်ကိုမခံနိုင်တာမို့လို့ထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့ Invincible က The Rak ကိုဆွဲပြီးထိုးကျိတ်နေတာကြောင့်အဲ့ဒီတိုက်ပွဲဟာသူသေးကိုသေးတိုက်ပွဲတစ်ခုဖြစ်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့ Mac ရဲ့ထိုးကျိတ်တာကိုခံရပြီးအင်အားနည်းလာတဲ့ The Rak ဟာနေရဲ့ပူပြင်းတဲ့လောင်ကျွမ်းမှုတွေကြောင့်သေဆုံးသွားခဲ့ပြီးတေလူနီနီဖြစ်နေတဲ့ Invincible ကိုတော့ Alan ကခေါ်ဆောင်ပြီးကယ်တင်နိုင်ခဲ့လိုက်ပါတယ်။ The Rak သေဆုံးပြီးတဲ့နောက်မှာတော့ Emperor တယောက်ဖြစ်တဲ့ Nolan ဟာလည်းတိုက်ပွဲအတွင်းမှာရခဲ့တဲ့နှလုံးဒဏ်ရာကြောင့်အတော်လေးအခြေအနေဆိုးလာခဲ့ပြီးမသေဆုံးခင်မှာ Invincible ကို Veteramite တွေကိုပို့ပြီးတိုးတက်တဲ့လူအဖွဲ့အစည်းဖြစ်အောင်ဦးဆောင်ပေးဖို့အတွက်တောင်းဆိုခဲ့တာကြောင့် Nolan သေဆုံးသွားတဲ့နောက်မှာ Mac ဟာ Emperor တယောက်ဖြစ်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့ Invincible ရဲ့ဦးဆောင်မှုနဲ့ Veteramite တွေဟာ Caesar ရဲ့ organization နဲ့ Guardian အဖွဲ့ကိုဖျက်သိမ်းပြီးကမ္ဘာကြီးကိုအုပ်စိုးဖို့လုပ်နေတဲ့ Robot နဲ့လည်းစစ်ပွဲတစ်ပွဲဆင်နွှဲကတိုက်ထုတ်လိုက်ပြီး Immortal ကိုကမ္ဘာကြီးကိုအုပ်ချုပ်စေခဲ့ပါတယ်။အဲဒီနောက်မှာတော့ Invincible ဟာကမ္ဘာပေါ်ကနေထွက်သွားခဲ့ပြီး Veteramite တွေကို Universe ရှိထဲမှာရှိတဲ့သက်ရှိတွေကိုတတ်နိုင်သမျှကူညီပေးဖို့အတွက်လမ်းညွှန်ဦးဆောင်ခဲ့ပြီး Veteramite တွေဟာနေထိုင်မှုအတွက်မသိလျော်တဲ့နေရာမှာနေရတဲ့ဂျိုသားတွေကိုပါတခြား Solar System ကိုပြောင်းရွှေ့ဖို့အထိပါကူညီပေးနိုင်ခဲ့ပါတယ်။ Invincible ရဲ့မိန်းမတော်ဆက်တဲ့ Eve ဟာလည်းသူမရဲ့အစွမ်းကိုသုံးပြီးသူမရဲ့ခန္ဓာကိုယ်ကိုအသက်ကြီးမလာအောင်လုပ်နိုင်ခဲ့တာကြောင့် Invincible နဲ့အတူနှစ်ပေါင်းများစွာအတူနေထိုင်သွားနိုင်ခဲ့ပြီး Invincible ဇာတ်လမ်းဟာလည်းပြီးဆုံးသွားခဲ့ပါတယ်။ဒီနေ့တော့ဒီလောက်နဲ့ပဲအဆုံးသတ်ပါရစေခင်ဗျာ။
ဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုတွေကိုလည်းဆက်ပြီးတင်ဆက်ပေးသွားမှာမို့လို့ subscribe မလုပ်ရသေးရင်လည်း subscribe လုပ်သွားပြီး like နဲ့ notification ခေါင်းလောင်းလေးကိုနှိပ်ခဲ့ဖို့လည်းမမေ့ပါနဲ့哦နောက်ဗီဒီယိုမှာဆက်ပြီးတော့တွေ့ကြတာပေါ့